Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်80 crown နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အစာမစားဘဲနဲ့နှစ်ရက်တည်းအသက်ရှင်အောင်နေဆိုင်သွားမှာဖြစ်ပါတယ်ကဲဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်လိုရတဲ့ပစ္စည်းလို့တော့တက်တော့အရင်တူရပါမယ်ကျွန်တော်ကသူ့ရဲ့အိမ်ဆောင်နဲ့ဆာရအောင်ပါကွာဟုတ်မှာတပည့်နေအောင်အမဆောက်လို့ရတယ်ပြီးသွားတာပဲပြီးနေတယ်ဒီတပည့်စီလည်းရောက်ပြီဆိုတော့စီးတဲ့ပစ္စည်းတွေနဲ့အိမ်ဆောက်လိုက်အောင်လေအိမ်ထဲဆောက်ပြီးဆိုတော့အရောင်ပစ္စည်းတွေအောင်ဟာအဲ့အောင်ငါတကောင်စိတ်ကြိုက်စားလိုက်တယ်အောင်အော်ဒီစိတ်တော်မိုက်ရတာပဲကွာအိမ်ထဲဆောက်ပြီးဆိုတော့အရောင်ပစ္စည်းတွေထားအောင်မယ်ကွာမိုးလည်းမလင်းနိုင်ဘူး
ဒါနဲ့ကျွန်တော် channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်သွားပေးကြပါအောင်ဗျာကျွန်တော်ဒီ share လောက်အောင်ပြီတော့မလားဆိုတော့ဆက်လက်ကြည့်စုပေးကြပါအောင်ဗျာငုံလေးလေးလားမသိဘူးမိုးရမလင်းနေဘူးကွာနောက်ကဘာလို့လောက်ခိုင်းစီချင်တဲ့ခြေလက်တွေရိုးရဲကုန်းမမယူတော့ပြကြပါဦးခင်ဗျမိုးလေးလေးပါကွာပိုက်စားတယ်ကွာမေးနေစားမီတော့လို့ကောင်းစားလို့မရဘူးဟိုဘက်ကျုံမှာအာယုံလေးဂိုးလေးပါတယ်စီရဆိုတော့တစ်ချက်တော့သက်စားကြည့်လိုက်အောင်မလဲအောက်ကျရင်တော့အသေးပဲဖြည်းဖြည်းခုတ်ရအောင်မရဘူးဟာတီတော့ကောင်းအမလေးတီတော့ဘူးဒီကျုံးမှာစားကြည့်တဲ့ဘာမှမတွေ့ဆိုတော့တော်တော့မလေးဟိုဘက်ချမ်းမှာပဲစားကြည့်တော့ဟိုဘက်ထိပ်မှာအာယုံတွေတက်စားကြည့်ရမှာဒီတီရတယ်ကျွန်တော်ဒီနေ့ခြေလောက်မအောင်မြင်ခဲ့ပါဘူးဗျာနောက်ထပ် brother လို့စိတ်ခြေတဲ့ခြေလက်တွေစီကိုမမယူသွားပေးကြပါအောင်